အားလုံးပဲမင်္ဂလာပါ။ဘာဆရာမင်းသိခါရတဲ့ပဲဆရာမထောင်းမောင်ဝေပေါ်တိုင်းမှာဖြစ်ပါတယ်။ခုနှစ်သားမိတွေကျမရဲ့ရှိကိုအိမ်ဆောက်ဖို့တို့မမို့ကျမတို့ခြံစည်းကိုခတ်ဖို့စပြီးတော့ဆရာမကြီးပနတ်တွေရိုက်ဖို့အရေးကြီးတဲ့သူနဲ့ဆရာမစကားပြောဖို့လက်မှတ်တွေထိုးတော့ဖို့လက်မှတ်တွေထိုးဖို့ခရီးတွေအရေးကြီးတဲ့ခရီးသွားဖို့ဆိုပြီးတော့မှကျမကိုဘယ်နေ့ဆရာမကြီးသွားရမလဲဘယ်အချိန်တွေမှာသွားရမလဲဆိုပြီးတော့မှကျမကိုမင်္ဂလာအခါရက်တွေလာပြီးတော့ရွေးချယ်ခိုင်းနေသူတွေရှိပါတယ်ဒါကြောင့်ကျမတို့ကနေပြီးတော့မင်္ဂလာရက်မြတ်တွေဘယ်ချိန်ကကောင်းတယ်ဘယ်နေ့တွေကအကောင်းဆုံးဖြစ်တယ်ဆိုတာကိုကျမတို့နေ့စဉ်ရွေးချယ်ပေးနေတာဖြစ်ပါတယ်ဒါကြောင့်ဘေးရင်ဆရာရှိကိုမလာနိုင်တဲ့ခုနှစ်သားမိအတွက်ဘလို့နေ့တွေကဘဝတသက်တာရက်မြတ်မင်္ဂလာအခါဖြစ်တယ်ဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ကျမတို့ဗမာလိုတော့ကြည့်တဲ့မှာဖြစ်ပါတယ်အဲ့တော့နန္ဒတိတိလို့ခေါ်တဲ့ကျမတို့လာဇန်းဖြစ်စေလာစုပ်ဖြစ်စေဗမာလို1ရက်6ရက်17ရက်နေ့တွေဟာတနင်္ဂနွေနေ့တွေတောက်ကြနေ့တွေနဲ့တိုက်နေမယ်ဆိုရင်ဒါဟာနန္ဒတိတိရက်လို့ခေါ်ပါတယ်ဒီလိုရက်ဟာစမ်းအားအလွန်ကောင်းတဲ့အတွက်ရေရင်းရေကန်နေကျမတို့တူးဖော်တာတွေနောက်ပြီးကြတော့အိမ်တွေကျောင်းတွေစတင်ပြီးတော့ဒီလိုနေ့တွေမှာစတင်စောက်တာတွေတကွန်တွေမတ်တပ်တိုင်တွေစတင်လူတန်းတာတွေမမီတို့တရားတွေစောက်တာတွေလမ်းတွေခင်းတာတွေရေရင်းရေကန်တွေစတင်ပြီးတော့မှတူးတာတွေပြီးတော့မိမိတို့အထက်အရာရှိတွေနဲ့အဲ့နေ့မှာတွေ့တာတွေဒီလိုနေ့တွေမှာခရီးတွေစတင်ပြီးတော့ထွက်ခွာကျင်းတွေပြုလုပ်မယ်ဆိုရင်ဒီလိုနေ့ဟာနေကောင်းရက်တာအကောင်းမွန်တဲ့နေကောင်းရက်တာနေ့ဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကတော့ဗတ္ထတိတိလို့ခေါ်တယ်2ရက်9ရက်12ရက်ဗမာလူ2ရက်9ရက်12ရက်နေ့တွေဟာတနင်္လာဗုဒ္ဓဘူးနေ့တွေနဲ့တိုက်နေမယ်ဆိုရင်ဒီနေ့ဟာဗတ္ထတိတိလို့ခေါ်တဲ့နေကောင်းရက်တာဖြစ်ပါတယ်ဒီလိုနေ့တွေမှာကျမတို့အရေးကြီးတဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပဲဖြစ်ဖြစ်အခြေအနေနဲ့ပတ်သက်ပဲဖြစ်ဖြစ်ကျမတို့မြတ်တာပို့တဲ့အလုပ်တွေအခြေအနေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစီရင်တွေပြုလုပ်တဲ့သူတွေပြီးတော့နာမည်ပေးကမွန်တက်တွေဒီလိုနေ့တွေမှာမိမိကလေးကိုစတင်ပြီးတော့မှနာမည်ပေးမဲ့သူတွေမင်္ဂလာအစီရင်တွေပြုလုပ်တာတွေနောက်ပြီးတော့ဒီလိုနေ့တွေမှာပဲကျမတို့မိတ်ဆွေအပေါင်းအသင်းတွေဖွဲ့ပြီးတော့မှစာချုပ်စာတမ်းတွေမှာလက်မှတ်ရေးထိုးတာစတင်ပြီးတော့လုပ်ငန်းတွေလုပ်ကိုင်တာမျိုးဆိုရင်တော့ဒီလိုနေ့တွေဟာအကောင်းဆုံးဖြစ်ပါတယ်ဇေယျတိတိလို့ခေါ်တဲ့ကျမတို့ဗမာလူ3ရက်8ရက်13ရက်လာစုပ်ဖြစ်စေလာဇန်းဖြစ်စေ3ရက်8ရက်13ရက်နေ့တွေဟာအင်္ဂါနေ့တွေနဲ့တိုင်နေမယ်ဆိုရင်ဒီနေ့ကအလုံးကောင်းတဲ့နေကောင်းရက်တာဖြစ်ပါတယ်ကျမတို့အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေစာချုပ်စာတမ်းမှာလက်မှတ်ရေးထိုးတာတွေတရားခင်းတာတွေဖျားထိတင်တာတွေပိတ်သိမ့်မြှောက်တာတွေဒီလိုနေ့တွေမှာစတင်ပြီးတော့လက်မှတ်ရေးထိုးတာခရီးတွေထွက်တာဒီလိုနေ့တွေကအကောင်းဆုံးနေ့ဖြစ်ပါတယ်နေကောင်းရက်တာနေ့ဖြစ်ပါတယ်ပုံနာတိတိလို့ခေါ်တဲ့ကျမတို့လာဇန်းဖြစ်စေလာစုပ်ဖြစ်စေဗမာလူ9ရက်10ရက်15ရက်နေ့တွေဟာဂျာတာဘရီးနဲ့တိုက်နေမယ်ဆိုရင်ဒီနေ့ဟာစမ်းအားလုံးကောင်းတဲ့အတွက်ပညာရက်တစ်ခုကိုစတင်ပြီးတော့သင်ကြားမဲ့သူတွေဒီလိုနေ့တွေအကောင်းဆုံးဖြစ်ပါတယ်ပြီးတော့မြို့ဓာတ်တွေပြောင်းရွှေ့ပြီးတော့နေထိုင်တာတွေစတင်ပြီးတော့ပြောင်းလဲတာပြုပြင်တာမိမိတို့ဆိုင်ကိုစိုင်းမုတ်တွေအသစ်တစ်ဖန်ပြန်လဲတင်တာတွေစိုင်းမုတ်တင်တာတွေအဆောက်အအုံတွေပြန်လဲပြီးတော့ပြုပြင်တာတွေတည်ဆောက်တာတွေယတနာတွေစတင်ပြီးတော့ဝယ်ယူမဲ့သူတွေနောက်မိမိရဲ့သားစဉ်မြေးဆက်တပည့်တပန်းတွေကိုမိမိတို့စုတွေချင်းမျက်နာတွေဒီလိုနေ့တွေဟာပုံနာတိတိခေါ်တဲ့နေ့တွေမှာပြုလုပ်မယ်ဆိုရင်အကောင်းဆုံးနေ့ဖြစ်ပါတယ်ဒီညမှာရှောင်ရမယ့်နေ့တစ်ခုရှိပါတယ်အဲ့ဒါကကျမတို့ရိတ်တာတိတိလို့ခေါ်တဲ့လာဇန်းဖြစ်စေလာစုပ်ဖြစ်စေ4ရက်9ရက်14ရက်နေ့က14နေ့ဖြစ်နေမယ်ဆိုရင်ဒီနေ့ကမြည်သည့်ကိစ္စမဆိုရှောင်ကြရမယ့်နေ့ဖြစ်ပါတယ်မြည်သည့်ကိစ္စမဆိုမိမိတို့စတင်ပြီးလုပ်မယ်ဆိုရင်အချင်းကြီးဖြစ်တဲ့နေ့ပဲဖြစ်ပါတယ်ဒါကြောင့်ခုနှစ်သားမိတွေဒီလိုရက်ကောင်းရက်မြတ်တွေတိတိရက်ကောင်းရက်မြတ်တွေတကယ်စမ်းအားလုံးကောင်းတဲ့ရက်ကောင်းရက်မြတ်တွေကိုရွေးချယ်ပြီးတော့ပြုလုပ်ခြင်းအပြင်မိမိတို့လုပ်တဲ့ဂိုင်းတဲ့နေရာမှာထွန်းထွန်းပေါက်ပေါက်အောင်မြင်မြင်ဖြစ်စေမှာဖြစ်ပါတယ်အဲ့တော့2026မှာခုနှစ်သားမိတွေမိမိတို့ရဲ့လူရင်းစံနာတွေတလုံးတော့ရတဲ့ပြည်စုံနိုင်ကြပါစေ